ပူဆွေးတော့ကဆိုတာဘာလဲဝမ်းနဲ့ပူဆွေးမှုဆိုတာဘာလဲပူဆွေးတော့ကဆိုတာကိုချစ်ခင်တန်မိုးထားရတဲ့တက်ရှိတက်မဲ့တစုံတရာဆုံးရှုံးရခြင်းအပေါ်တဘာဝအလျောက်တုံ့ပြန်လာတဲ့စိတ်ခံစားချက်တစ်ခုဖြစ်ပါတယ်ပူဆွေးတော့ကကြောင့်ဘယ်လိုတွေခံစားရနိုင်တယ်လဲကိုချစ်ခင်တန်မိုးထားရတဲ့တက်ရှိတက်မဲ့တစုံတရာဆုံးရှုံးမှုကြောင့်ပူဆွေးတော့ကရောက်နေရတဲ့အချိန်မှာအဖြစ်အပျက်ကိုရုတ်တရက်လက်ခံနိုင်မှုခက်ခဲခြင်းစိတ်မွန်းကြက်ခြင်းစိတ်ဆိုးဒေါသဖြစ်ခြင်းဝမ်းနည်းခြင်းတို့ကိုခံစားရနိုင်ပါတယ်မိမိစိတ်ကိုတတ်တာလူတတ်တာစီညာမျောလင်းချက်နဲ့ဖြစ်ရအပေါ်မှာအကယ်၍များဆိုပြီးတွေးမိခြင်းနဲ့စိတ်ပင်ပန်းနွမ်းနယ်ပြီးစိတ်တက်ကြလာခြင်းအစရှိတဲ့ခံစားချက်များကိုလည်းရင်ဆိုင်ရနိုင်ပါတယ်ပူဆွေးတော့ကဖြစ်စီတဲ့ဖြစ်ရတစ်ခုကြောင့်ဒီလိုတွေခံစားရတယ်ဆိုတာဖြစ်လေဖြစ်တာရှိတဲ့အရာပဲဖြစ်ပါတယ်မိဘတွေပြုစုစောင့်ရှောက်သူတွေအနေနဲ့ပူဆွေးတော့ကဖြစ်စရာအကြောင်းအရာတစ်ခုခုနဲ့ကြုံတွေ့လာရင်ဘယ်လိုရင်ဆိုင်ကြမလဲမိဘတွေပြုစုစောင့်ရှောက်သူတွေအနေနဲ့ဆုံးရှုံးမှုတစ်ခုခုကြောင့်ပူဆွေးတော့ကကိုခံစားရတဲ့အခါဒါဟာပုံမှန်စိတ်ခံစားချက်တုံ့ပြန်မှုတစ်ခုသာဖြစ်တယ်ဆိုတာကိုနားလည်လက်ခံဖို့လိုအပ်ပါတယ်တစ်ချိန်တည်းမှာပဲခံစားချက်တွေကိုဖိနှိပ်ထားတာမျိုးငင်းဆန်တာမျိုးမဟုတ်ပဲဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်အလိုက်တင်နေတတ်ဖို့ခံစားတတ်ဖို့လည်းလိုပါတယ်ဥပမာငိုကျင်လာတဲ့အခါမျိုးမှာထိန်းချုပ်မထားပဲငိုချလိုက်တာမျိုးပေါ့ဒီလိုအခြေအနေမျိုးမှာကိုနေ့စဉ်လုပ်နေကြအလုပ်တွေကိုပုံမှန်ဆက်လက်လုပ်ဆောင်နိုင်မှုကြိုးစားပါအိပ်ရေးဝအောင်အိပ်ပါရေဝဝတောက်ပါအာဟာရမျှတအောင်စားပါအသက်ရှူလေးကျင်ကန်းကိုပုံမှန်လုပ်ပါလမ်းလျှောက်တာလိုမျိုးပေါ့ပပရှိတဲ့ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကိုပြုလုပ်ပေးပါအစပထမနေ့ရက်တွေမှာဒါတွေကိုမလုပ်နိုင်သေးဘူးဆိုရင်လည်းကိုအတင်းဖိအားပေးတာမျိုးမဟုတ်ပဲဖြစ်ပေါ်နေတဲ့အခြေအနေနဲ့အလိုက်တင်တုံ့ပြန်နေထိုင်ဖို့ကအရေးကြီးပါတယ်ကိုချစ်ခင်ရတဲ့မိသားစုဝင်တွေမိတ်ဆွေတငယ်ချင်းတွေနဲ့လည်းအဆက်အသွယ်မပြတ်ရှိပါစေစိတ်မွန်းကြက်မှုခံစားချက်တွေကိုလည်းကိုစိတ်ချယုံကြည်ရတဲ့သူတွေထံရင်ဖွင့်ပြောဆိုပါချစ်ချင်းမြတ်တာနဲ့အတူနားလည်ကူညီပေးမှုကလည်းဝမ်းနဲ့ပူဆွေးမှုကနေစိတ်သက်သာရာရဖို့များစွာအထောက်အကူဖြစ်စေပါတယ်ရင်ဖွင့်မယ်ခံစားပါမျှဝေပါ